ကျွန်တော်ပါဆရာမကြီး အေးဟုတ်ပြီကဲပြောစမ်းပါဦးဒီမိကုန်းဘယ်ကနေဘယ်လိုရတယ်လဲဆိုတာ ဆရာမတော်ဖေးလေးကျွဲမိကုန်းထုတ်တဲ့အချိန်မှာကျွန်တော်မြင်လိုက်တာပါပြီးတော့ဆရာမအစည်းအဝေးသွားတဲ့အချိန်မှာကျွန်တော်မိကုန်းကိုထုတ်ခဲ့မိတာဆရာမကြီး အော်ဆီယာမတွေအလုံးမအားတာကိုအခွင့်ကောင်းယူပြီးမင်းကမိကုန်းခိုးရတာပေါ့ကျောင်းသားတယောက်အနေနဲ့ဒါမဖြစ်သင့်တဲ့ကိစ္စမင်းမဘလောက်အပြစ်ကြီးရဲဆိုတာသိလားဆီယာမတန်ကျောင်းသားမလား ဟုတ်ကဲ့ပါ သူ့ကိုကျောင်းထုတ်လိုက်ပါ ဆရာမကြီးမင်းမောင်ကြောင်းထွက်ကျွန်တော်မှကြောင်းထွက်မယ်ဒီကိစ္စမှာကျွန်တော်လည်းဖြစ်ရှိတယ် ဟုတ်ကဲ့ဆရာကျွန်တော်လည်းပါပါတယ် ကျွန်တော်လည်းကြောင်းထွက်ပါမယ် ကျွန်တော်လည်းထွက်ပါမယ်